အမာရွတ်တွေအမဲဆက်တွေဝက်ချန်နေအဲ့ဒါတွေကိုလုံးဝ seamlessly ပေါ့နော်မမြင်ရအောင်နောက်ပြီးပပလေးနဲ့ဘယ်လိုဖုံးရမလဲဆိုတာကိုပြပေးသွားမယ်အဲ့ဒါက step က3ခုပဲရှိတယ်အဲ့ဒါကတော့ပေါ့နော်ဒီ concealer လေးတော့လိုမယ်ပေါ့နော်ဒီ concealer ကတော့ stick type ပေါ့နော်ဒါလိုမျိုး stick type concealer လေးတော့လိုပါမယ်အဲ့လိုမျိုးအရေးလိုမျိုးတော့အဲ့လိုမျိုးဒီလို stick မဟုတ်လို့ရှင်တယ်လေဒီလိုမျိုး compact powder လိုမျိုးလေ compact type လိုမျိုး concealer လေးရပါတယ်ဒါပေမဲ့အဲ့လိုအရေးတော့အဆင်မပြေဘူးပေါ့နော် concealer အရေးတော့အဆင်မပြေပါဘူး concealer အရေးကကြတော့ blend လုပ်ရတာအရင်လွယ်တယ်ဒါပေမဲ့အမာရွတ်တို့ပါတော့ကြတော့ cover လုပ်ဖို့ဆိုရင်သူကနည်းနည်းလေးပြန်ပြီးတော့ပြတ်သွားတတ်တယ်ပေါ့နော်အစားဆိုလို့ရှိရင်ဒီလိုမျိုး stick type concealer ကိုလုံးဝမကြိုက်ဘူးဘာလို့လဲဆိုတော့ तू က blend လုပ်ရတာခက်လို့ပေါ့နော်ဒါပေမဲ့သူ့ရဲ့ကောင်းတဲ့အချက်လေးတွေဘယ်နားမှာဘယ်လိုသုံးရမလဲဆိုတာလေးတွေကိုတွေ့ရှိထားတဲ့အတွက်ကြောင့်မလို့ဒါလေးနဲ့ဖုံးဝခက်တဲ့ဝက်ချန်တွေနောက်ပြီးတော့အမဲဆက်တွေအမာရုပ်တွေကိုဘယ်လိုလေးဖုံးရမလဲဆိုတာကိုပြပေးသွားမယ်ခုမျက်နှာမှာတော့ဝက်ချန်တော့အမာရုပ်တို့တော့ခုတော့မရှိနေဘူးပေါ့နော်ဒါပေမဲ့ဒီမှာအမြဲတမ်းဖုံးနေကြဒီအမာရုပ်လေးရှိတယ်ဒါကကြတော့အဲ့ဒီ keloid ဖြစ်တာနေပြီးတော့မှာပေါ့နော်ခုကကြတော့ဆေးတော့ထိုးနေတယ်ဆေးထိုးနေပေမဲ့ဒီမှာနည်းနည်းချက်နေတယ်ပေါ့နော်ချက်နေဆေးရထပ်ထိုးအောင်မယ်အဲ့ခါကျတော့ तू ကအမာရုပ်ကိုမှမဲလဲမဲတယ်ပေါ့နော် raise ပေါ့နော်အဲ့လိုနည်းနည်းဖုတ်တက်နေရပေါ့နော်အဲ့တော့ဒီလိုအမာရုပ်ကိုတော့မှပြအောင်ဖုံးနိုင်တယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ဒီ concealer stick ပေါ့ဒါမှမဟုတ် compact concealer ဆိုတော့ကစီစီလေးဖြစ်နေရမယ်ပေါ့နော်ဘယ်လိုမလဲဆိုရင်ဒီလိုမျိုးလေးပေါ်ကနေပြီးတော့လုပ်လိုက်ပါတော့လေးပဲပပပဲပို့မရပြီလုံးဝမဘလန်းပါနဲ့ဒီနားမှာလည်းအနီးစလေးရှိနေတယ်မကြောက်လေမျက်နှာမှာတော့ဝက်ချန်နေအမဲဆက်တွေအဲ့ဒီအတွက် cover လုပ်စရာမရှိပေမဲ့လေဒီ body ကကြတော့ body အကနီးပေါက်တက်တဲ့အခါကျတော့ဒီ body မှာအမြဲတမ်း cover လုပ်နေရတယ်ပေါ့နော်လိုဝက်ချန်နေပါတယ်ဆိုလို့ရှိရင်အဲ့လိုဆိုတော့ဘယ်လိုမျိုး cover လုပ်ရမလဲပေါ့နော်ဒီတိုင်းလည်းမထားချင်ဘူးဒါပေမဲ့အရင်နဲ့ချင်းချင်းလည်းမဖြစ်ချင်ဘူးပေါ့နော်အရင်လည်း make up တွေအများကြီးလိမ့်ထားတဲ့ပုံစံကြီးလည်းမဖြစ်ချင်ဘူးပေါ့နော်အဲ့လိုမျိုးဒီလိုပဲပလေးနဲ့ natural ဆန်လေးပေါ့နော် glow ဖြစ်ပြီးတော့မှပဲအုပ်ထားဖြစ်ချင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကနေပြီးတော့မှဒီ stick concealer နဲ့ cover လုပ်ရတဲ့ဟာလေးကိုနီလန်းလေးကိုတွေ့ရှိသွားပါပေါ့နော်အဲ့လုံးဝ blend မလုပ်ဘူးเนาะ blend မလုပ်ဘူးဒီအပေါ်ကနေပြီးတော့ BB cream ဒါမှမဟုတ်လို့ရှိရင်လည်းဒီ skin color foundation ပေါ့เนาะ foundation လေးကိုအပေါ်ကနေပြီးတော့တစ်ချက်နည်းနည်းလေးထည့်ပြီးတော့လိမ့်ပေးမယ်လိမ့်ပြီးတော့မှပေါ်ကနေပြီးတော့ပုတ်လိုက်မယ်ပေါ့เนาะပေါ်နေအဲ့ကြတော့မှ blend လုပ်လိုက်မယ်ဆိုရင်ဘေးနားအသားလေးနည်းနည်း blend လုပ်ပေးဒါကြတော့ skin color ဟုတ်မနေဘူး foundation ကကြတော့တကယ်လို့ foundation တို့ concealer တို့ကကြမျက်နှာအတွက်ဝယ်ရဲဆိုလို့ရှိရင်က body မှာသုံးမယ်ဆိုလို့ရှိရင်တို့ကပိုဖြူနေတတ်ကြတယ်အဲ့လိုဆိုတော့ skin color ဟုတ်